ကိုမြန်မာနိုင်ငံဆိုရင်ဒါဓာတုလက်နက်နဲ့တိုက်ခိုက်ခံနေရတာမသိကြဘူးဟိုကိုရိုနာဗိုင်းရပ်စ်တာသိတာနော်ဘုရားဆေးတွေကြိုက်တယ်လို့သုံးဓာတ်မြေဩဇာတွေဖုံးဘုံဘောလာအောင်ထင်တယ်လို့သုံးအဲ့ဒါဓာတုလက်နက်နဲ့တိုက်ခိုက်တာဟာတနိုင်ငံလုံးမျိုးတုံးတော့မယ်ဆိုတာဒါမသိကြဘူးသူများကိုရိုနာဗိုင်းရပ်စ်နဲ့ဘိုင်းလဲတည်သွားတာသိတာဒီမှာကင်ဆာတွေမနိုင်မနှင်းကုနေရတာစီးကြိုတွေးတို့နော်နှလုံးကြောက်ကအကုန်အဖက်ကပျက်စီးနေတာကြတော့သတိမထားမကြဘူးအဲ့ဒါကြော်ညာမဲ့လူမရှိဘူးကျုပ်ကလည်းကျုပ်ပါဇက်ပေါက်ကမနေနိုင်ဘူးနော်အဲ့တော့ဒီတိုင်းပြည်ကဓာတုလက်နက်နဲ့တိုက်ခိုက်ခံနေရဒီကနွားတွေကုန်းအောင်ဝဲဆိုတော့တဘာဝမြေဩဇာမရှိတော့ဘူးသူတို့မြေဩဇာရောက်မယ်မြေဩဇာထဲ့ရင်အဲ့ဒီမြေဩဇာကြောင့်တဘာဝဇီဝကမ္မလို့ခေါ်တဲ့တမ္မန်နွားချီကထွက်တဲ့မြေဩဇာနဲ့ဆိုင်ရင်အဲ့ဒီကထွက်လာတဲ့ဘက်တီးရီးယားလေးတွေပိုးလေးတွေကိုငှက်ကလေးတွေကလာပြီးတော့စားမယ်စားရင်ကောက်ပဲသီးနှံမှာကြမဲ့ပိုးကောင်လေးတွေကိုအဲ့ဒီငှက်ကလေးတွေကစားသွားတယ်โอเคနော်ဒီအပင်အတွက်အကျိုးဖြစ်မဲ့ bacterial လေးတွေကိုအဲ့ဒီအောက်ကဓာတ်မြေဩဇာပြန်ပြီးတော့ပေါက်ဖွားအောက်ကတဘာဝမြေဩဇာကပေါက်ဖွားပြီးတယ်အဲ့တော့အစာအာဟာရစားတဲ့ကောက်ပဲသီးနှံကလူတွေအတွက်အာဟာရဖြစ်တယ်တဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလုံးကိုလည်းအကျိုးပြုနေတယ်အပြန်လာအဲ့ဒါကိုခက်တီတီနဲ့ဆက်တင်နဲ့လုံမယ်ဟုတ်ပြီဆက်နဲ့လုံတာမကောင်းဘူးမရှိဘူးဆက်နဲ့လို့တော့နွားတွေရောင်းအကုန်ရောင်းချလိုက်တယ်အကုန်ဝယ်မယ်ဟိုကလည်းအကုန်ဝယ်မှာမကုန်အောင်ဝယ်မှာနင်တို့နိုင်ငံမှာနွားဆိုတဲ့မျိုးကိုရုပ်အယုတ်ရေးပြီးနောက်ကလေးတွေပြရမယ်အဆင့်ထိနင်တို့ကိုဝယ်ပြဘာဖြစ်လို့တော့နွားလုံးဝမရှိရင်သဘာဝမြေဩဇာမရှိတော့သဘာဝမြေဩဇာမရှိတော့ရင်ဟိုကဓာတ်မြေဩဇာတွေရောင်းဓာတ်မြေဩဇာရောင်းလို့ဓာတ်မြေဩဇာထည့်လိုက်ရင်ပိုးတွေအကုန်သိမယ်အဲ့ဒီထဲမှာအပင်ကိုဖြတ်မဲ့ပိုးတွေလူကိုဒုက္ခပေးမဲ့ပိုးတွေလာမယ်ငှက်တွေမလာတော့ငှက်တွေမလာတော့တဲ့ခါကျပိုးသားဆေးပြန်ဖြန်းအဲ့ဒီဘုရားဆေးတွေလူတွေစားမယ်နင်တို့ဟောင်မုန်းတဲ့ဘုရားစင်တန်းရတာနဲ့အဲ့ကောင်တည်သွားပြီမရှိတော့အဲ့တော့အားလုံးသိစေချင်တာကပညာမဲ့နေကြတော့အဲ့ဒီအဝိဇ္ဇာလက်အောက်ကိုရောက်နေတဲ့အခါကိုဘာဖြစ်လို့ဖြစ်နေမှမသိကြဘူးဥစဉ်မှာပြောစရာစကားတွေဒီတိုင်းပြည်အတွက်အများကြီးရှိတယ်ဒါပေမဲ့ဒီအပေါက်ကိုသူတို့လိုက်ပိတ်နေကြတယ်အဲ့တော့ဥစဉ်ကသတိပေးတာ